Hello ဒီနေ့လေးမှာဆိုတော့ဘိုက်ကပေါ့နော်ဘိုက်ကစားတယ်ပေါ့နော်ဘိုက်ကစားတော့အနည်းနာမှာလည်းဘာစည်းဆိုင်မှာမရှိဘူးဆိုတော့ coffee လေးကလည်းတောက်ချင်တယ်မတည့်ဘူးပေါ့နော်ဒါပေမဲ့အတားပြေုံလေးဆိုပြီးတော့ coffee တစ်ခွက်ဖြော်လိုက်တယ်ပြီးရင်ပါမုတ်လေးနဲ့တွဲပြီးတော့စားမယ်ပေါ့နော်စားကြပါအောင်မွေးတိတ်က10လပိုင်း30လို့သတ်မှတ်ထားပေမဲ့အခုရက်ထဲမှာခါကြိုက်တယ်လို့တင်မလားစီးဆက်ကြိုက်တယ်လို့မျိုးကဖြစ်နေရပေါ့နော်24ပတ်ပဲရှိသေးတယ်အဲ့တော့ဘယ်ရက်ခွဲမွေးမယ်လို့ဆုံးဖြတ်ထားပေမဲ့ဂျားထဲမှာရိုးရိုးမွေးသွားမှလည်းကြောက်တယ်ပေါ့နော်ဘာဖြစ်လို့ရိုးရိုးမမွေးဘူးလဲဆိုတော့နှလုံးခုန်အမြန်တယ်နှလုံးခုန်ကပုံမှန်ကနှလုံးခုန်မြန်လို့ငြိမ်စေးတောက်နေရတယ်သူဆိုတော့ကြာပေါ့နော်ဟိုခန်းနဲ့ရောက်မှနှလုံးခုန်လေးရမ်းမြန်ပြီးတော့စင်မပြေမှလည်းစိုးရပေါ့နော်အားကြောင့်တခါတည်းနဲ့ခွဲမွေးဖို့ဆုံးဖြတ်လိုက်တယ်အခုကျတော့ဟိုကြိုက်ပေါ့နော်အဲ့လိုဖြစ်နေတဲ့အခါကျတော့ခွဲမွေးဖို့တိတ်ကိုရှေ့ပဲစိုးရမလားနောက်တော့ဘေးလေးမေးထားတယ်တယောက်ဦးလည်းမေးထားတယ်ဆိုတော့နောက်ထပ်တယောက်ကိုပဲထပ်ပြီးတော့မေးကြည့်ရမလားပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုဖြစ်နေမမေတို့ရောပေါ့နော်ငားမိလာရင်ဘယ်လိုမျိုးရင်ခုန်ချလဲပေါ့ဘယ်လိုမျိုးလေးရင်ခုန်ချလဲပေါ့နော်မင်းများအနားနီးလေးဘယ်လိုလေးလောက်ကမှမသိလို့ဖြစ်နေပေါ့နော်ကြံလေးပြကြပါအောင်